ဒီ product review သိမ့်တဲ့ချီတယ်လူတိုင်းကောင်းတယ်ပြောတယ်ဒါပေမဲ့ကိုသုံးလိုက်တော့မှဝက်ချံပိုထွက်လာတယ်အားလုံးပဲမင်္ဂလာပါ Beauty Insight Content လမ်းကနေပြန်လဲကြိုဆိုလိုက်ပါတယ် review ကြည့်တယ် comment ဖတ်တယ် glow ရဆိုတာမြင်တယ်ပြီးတော့ဝယ်လိုက်တယ်ဒါပေမဲ့တစ်ပတ်လောက်ကြာတော့တကယ်တော့ review ကောင်းတာနဲ့မင်းနဲ့အဆင်ပြေမယ်လို့မဆိုလို့ဘူးဒါက skin care beginner တွေအများဆုံးလုပ်မိတဲ့အမှားပါဘာလို့လဲဆိုတော့ skin type မတူဘူး skin concern မတူဘူး skin barrier အခြေအနေတောင်မတူဘူးသူများတွေ glow တဲ့ product ကမင်းအတွက် break out ဖြစ်နိုင်တယ်ဒါကြောင့် review ထက် ingredient ကိုကြည့်ပါ product name ထက်ဘာ ingredient ပါလဲဆိုတာကိုအရေးကြီးတယ် skin care မှာ copy paste လုပ်လို့မရဘူးသူများ routine ကိုလိုက်ကူးတာထက်ကိုယ့် skin ကိုနားလည်တာကပိုအရေးကြီးတယ်မိတ်ဆွေတို့ရော review ကြည့်ပြီးဝယ်လိုက်လို့နောက်တရဘူးတဲ့ product ရှိလား comment မှာပြောကြားခဲ့ပါဦးဗီဒီယိုကိုအဆုံးထိကြည့်ရှုပေးတဲ့တယောက်ချင်းစီတိုင်းကိုကျေးဇူးအထူးတင်ရှိပါတယ်အားလုံးပဲစိတ်ချမ်းသာခြင်းကိုယ်ဤကျန်းမာခြင်းနဲ့ပြည့်စုံကြပါစေ